ကျုပ်ကတော့ဗျာထက်ကိုင်းစစ်စီကိုင်းထက်ကိုင်းစစ်ဆိုကျုပ်ကတိတ်မြတ်နိုးတယ်ရမ်းလဲလေးစားတယ်မိတ်ဆွေဖြစ်ပညာညီကိုဖြစ်ကျုပ်ကိုတတ်မှတ်နိုင်လဲတတ်မှတ်နိုင်တယ်ကျုပ်ကတော့ထက်ကိုင်းစစ်စီကိုင်းထက်ကိုင်းစီဆိုရင်ထက်ကိုင်းစစ်ဆိုရင်မိတ်ဆွေဖြစ်ပညာညီကိုဖြစ်တတ်မှတ်တယ်အဲ့တော့ဒီနေရာမှာပြောရရှိတယ်နော်တချို့တွေထက်ကိုင်းစစ်စေးတော့ခံထားပြီးစေးတိုင်းပေါက်ပြီပေါ့နော်ထက်ကိုင်းစေးမှာတော့အများကြီးပေါ့လေဒါဝိဒါအင်းစေးဝိဒါမန္တဝိဒါပေါ့ဂါဒါဝိဒါပေါ့နော်အများကြီးရှိတယ်ဝိဒါဆိုပေါ့နော်တူကိုင်းတဲ့သူပေါ့နော်အများကြီးရှိတယ်ဒီနေရာမှာနဲချင်းတော့ရွတ်ပြမှာပေါ့ဘာဘိုးတော်ဟန်တို့ဘာဘိုးတော်ပြူတို့ဘာဘိုးတော်အေးတို့ဟိုနော်အဲ့လိုမျိုးပေါ့နောက်ပြီးဥမေတာတို့ဥမေတာတို့ဦးအေးတို့ဘာဘိုးအောင်တို့ဘာစကြမင်းတို့အဲ့လိုပေါ့အေးပေါ့နော်အဲ့လိုထက်ကိုင်းနေပေါ့ထက်ကိုင်းနေအများကြီးရှိကြတယ်များထက်ကိုင်းပေါင်း65ကိုင်းကျော်68ကိုင်းကျော်ရှိတယ်နော်အားလုံးပညာညီကိုတွေပေါ့အထက်ကိုင်းစိတ်ကိုပေါက်ပြီးဆိုရင်တိတိချာချာပြုလုပ်ပါထက်ကိုင်းဆရာတွေကပေါက်ပေးတဲ့သူကိုဆရာသင်တက်ပြီးတဲ့တရုံတော်မှာပရိစိတ်ခံရမယ်ဂုံတော်ကိုပါတက်နိုင်တော့ရွတ်ရမယ်ဂုံတော်တစ်ပါးကိုဒါမှမဟုတ်အရန်သိဋ္ဌိပေါ့နော်ဂုံတော်တစ်ပါးတစ်ခုဗုဒ္ဓဖြစ်ဖြစ်ဂုံတော်ဖြစ်နော်အရန်ဂုံတော်ဖြစ်ဖြစ်ပေါ့တစ်ပါးဒီကိုလည်းတနေ့ကိုဘက်လောက်စိတ်နာဖရာတရားလည်းပြုလုပ်နိုင်မယ်အမှန်တကယ်ဆောင်ထိန်နိုင်မှစေကိုင်းတက်ခြင်းတွေပြုလုပ်ပါစေကုဝဲတွေတချို့ဆရာတွေရက်တန်သွားတာရှိတယ်တချို့စေကိုင်းတွေပေါက်ပြီးတော့အမျိုးမျိုးကိုယ်ကားဖြစ်သွားတာရှိတယ်မြည်သူကမှစော်ကားခြင်းမရှိပါနော်မြည်သူကမှပြောတာမဟုတ်စော်ကားခြင်းမဟုတ်နော်ကောင်းမြတ်တော့စိတ်စေနာဖြစ်တာပြောတာတချို့ကြုံနေကြတယ်ထက်ကိုင်းစေတွေပေါက်ပြီးတော့ကိုယ်ကားတွေဖြစ်သွားကြတယ်နော်ဒီနေရာမှာတချို့မိန်းမယောက်ျားတော့နော်ထက်ကိုင်းစေတွေပေါက်စေစစ်နေရာတူးအဲ့မှာတခါတည်းလင်မယားတွေရန်နေဖြစ်ကိုယ်ကားတွေဖြစ်နော်အဲ့လိုမျိုးရှိတယ်စေးကုဝဲတချို့ရက်တန်သွားတဲ့အကြောင်းရင်းတွေပြောပြမယ်နော်တချို့ဆွေးကုဝဲတွေမှာကုဝဲတွေမှားသွားတာရှိတယ်တချို့ဆရာတွေကုသွားတာပေါ့နော်မှားလာရှိတယ်မှားတဲ့ခါကျတော့ကိုယ်ကားတွေဖြစ်တယ်ဒီနေ့မှာတက်ပြောတာရှိတယ်ကိုကြောင့်ကိုကိုင်းဂုံတိတ်ခါမပြတ်စေနဲ့မကြဆင်းစေနဲ့နော်အထက်ကိုင်းချင်းချင်းပဲတကိုင်းသားချင်းတူပဲနော်ဒုက္ခရောက်နေကိုရင်ကြနော်ဆင်းရဲနေလဲကိုရင်ကြဒါဆိုရင်ဘယ်သူကနှောက်ရှက်ရဲမှလဲပြောရဲမှလဲဝေဖန်ရဲမှလဲနော်ဒီကြောင့်မလို့ထက်ခိုင်းသမားချင်းချင်းလေးသားပါကြီးညိုရွာကိုကြောင့်ကိုကိုင်းဂုံတိတ်ခါနမီမပြတ်ပါသေးနဲ့နော်အားလုံးထက်ခိုင်းစစ်ဆိုရင်အားလုံးကျုပ်ကလည်းမိတ်ဆွေဖြစ်တတ်မှတ်နိုင်ပါလေနော်ထက်ခိုင်းစေးကူးတဲ့အခါမှာတချို့စော်ကားရရှိတယ်နော်မထီမဲ့မြင်ပြောဆိုတာရှိတယ်မလုံနဲ့နော်မမြင်ရမြင်ရတွေရှိတယ်အားလုံးထက်ခိုင်းစေးကူးတဲ့အခါမှာကုဝဲတွေချို့ရက်သွားတာအမားတွေလုံးလို့ရက်သွားတာ